င်္ဂလိတယောက်ဟာသူမစားမဲ့ပေါက်စီကိုအမတ်မထင်ပဲအမွှေးတိုင်ဆိုင်တဲ့အိုးထဲကိုချော်ချပစ်မိလိုက်ပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲအဲ့ဒီပေါက်စီဟာလွန်ခဲ့တဲ့နှစ်ပေါင်း900ကရှေးဟောင်းစစ်စခန်းတစ်ခုထဲကိုရုတ်တရက်ရောက်ရှိသွားခဲ့ပါတယ်စစ်သားတယောက်ကအဲ့ဒီပေါက်စီကိုကောက်စားကြည့်လိုက်တဲ့အခါအရသာကထူးထူးခြားခြားကောင်းမွန်လွန်းနေတာကိုသိလိုက်ရတယ်တစ်ဖက်မှာလည်းမိန်းကလေးကဖြစ်ပျက်သွားတာတွေကိုကြည့်ပြီးအယမ်းဇဝေဇဝါဖြစ်သွားခဲ့ပါတယ်သူမတွေးမိတဲ့အတွေ့ကိုတေချာအောင်စမ်းသပ်ဖို့အတွက်စပွဲပေါ်မှာရှိတဲ့စားစရာအားလုံးကိုပကံပြားတစ်ခုထဲစုထည့်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့အစားအသောက်တွေအားလုံးရှေးဟောင်းခေတ်စီကိုတန်းကနေရောက်ရှိသွားပါတော့တယ်ရုတ်တရက်ကြီးအစားအသောက်တွေပေါ်လာတာကိုမြင်လိုက်ရတဲ့စစ်သူကြီးကတော့ဒါဟာသူတို့ကြုံတွေ့နေရတဲ့ဒုက္ခကနေကယ်တင်ဖို့နတ်ဖျားတွေကမစလိုက်တာပဲလို့ထင်မှတ်သွားခဲ့ပါတယ်တကယ်တော့သူတို့စစ်စခန်းဟာရန်သူတွေရဲ့ဝိုင်းရံပိတ်ဆို့ခြင်းကိုခံထားရတာပါစစ်သားတွေခမရလဲအစာရေစာပြက်လက်နေတာရက်ပေါင်း30တောင်ရှိနေပါပြီဒါကြောင့်မို့လို့စစ်သူကြီးဟာအမွှေးတိုင်အိုးရှိမှာဒူးထောက်ပြီးနတ်ဖျားတွေစီအကူအညီတောင်းခံဆူတောင်းခဲ့တာဖြစ်ပါတယ်ဒါတွေကိုလက်ရှိခေတ်ကမိန်းကလေးကတော့ဘာမှမသိရှာပါဘူးသူမကပကံဆေးဖို့လုပ်နေတော့မှပဲအမတ်မထင်လက်ညိုးကိုဓာတ်ရှက်မိသွားပါတယ်ဒါကိုမြင်တော့အိမ်ပေါ်မလေးကဒဏ်ရာကိုပတိစီပေးဖို့သူမကိုအမြန်ခေါ်သွားခဲ့ပေမဲ့ရေပုံပိုင်ကောင်းကိုပိတ်ဖို့မိကြံခဲ့ပါတော့တယ်တစ်ဖက်ကစစ်စခန်းထဲမှာတော့စစ်သားတွေဟာအံ့အားမင်တက်ကုန်ကြပြန်တယ်ဘာလို့လဲဆိုတော့နတ်ဖျားတွေကသူတို့အတွက်ဒုတိယအကြိမ်မြောက်တကူပြပြီးရေတွေကူညီပေးလိုက်ပြန်လို့ပါပဲနတ်ဖျားရဲ့ကျေးဇူးကိုတုံ့ပြန်တဲ့အနေနဲ့စစ်သူကြီးဟာနိုင်ငံတော်ဘဏ္ဍာတိုက်ထဲကရွှေငွေနဲ့ရတနာအပြည့်ကိုအမွှေးတိုင်အိုးထဲထည့်လိုက်ပါတယ်ခဏအကြာမှာတော့အဲ့ဒီရတနာတွေဟာမိန်းကလေးရဲ့ရှေ့မောက်မှာတင်ဘုံကနေပေါ်လာပါတော့တယ်အဲ့ဒီနောက်မှာတော့စစ်သူကြီးရဲ့ဆူတောင်းတန်ဟာအမွှေးတိုင်အိုးထဲကနေလွတ်ပြန်ထွက်ရှိလို့လာပါတယ်အဲ့ဒီခါကျမှမိန်းကလေးဟာဒီအမွှေးတိုင်အိုးကြီးကရှေးဟောင်းခင်နဲ့ဆက်သွယ်ပေးထားတာကိုသဘောပေါက်သွားခဲ့ပါတယ်ကန်ဆိုးကျင်တော့အဲ့ဒီအချိန်မှာပဲအရေးပေါ်သတင်းတစ်ခုတက်လာပါတယ်အဲ့ဒါကတော့မြို့ထဲကပြည်သူတွေဟာကူးစက်မြန်ကက်ရောဂါဆိုကြီးဆွဲကပ်နေကြပြီဆိုတာပါပဲပြည်သူတွေဝေဒနာခံစားနေရတာကိုကြည့်ပြီးစစ်သူကြီးခမညာစိတ်မကောင်းခြင်းကြီးစွာနဲ့ဘာမှမတတ်နိုင်ပဲဖြစ်နေရှာပါတယ်နောက်ဆုံးမှာတော့သူဟာနတ်ဖျားတွေစီကိုပဲထပ်မံအကူအညီတောင်းဖို့ဆုံးဖြတ်လိုက်ရပြန်ပါတယ်မိန်းကလေးကသူတို့အတွက်ဆေးဝါးတွေပို့ပေးဖို့ပြင်ဆင်နေတော့မှပဲရုတ်တရက်ကြီးသူမကိုယ်တိုင်ရှေးဟောင်းခေတ်စီကိုတယ်လီပို့ဖြစ်ပြီးရောက်ရှိသွားပါတော့တယ်သူမကိုယ်တိုင်လည်းဘာတွေဖြစ်သွားမှမသိပဲကြောင်အန်းနေတော့စစ်သားတွေကစမ်းပြတဲ့ဝတ်စုံဝတ်ထားတဲ့သူမကိုမြင်ပြီးရန်သူမှတ်နဲ့တက်ပစ်ဖို့ပြင်ဆင်ကြပါတယ်ဒါပေမဲ့မိန်းကလေးကသူမဟာဘသူပဲဝါဖြစ်ကြောင်းအစားအသောက်တွေပို့ပေးခဲ့တဲ့သူဖြစ်ကြောင်းရှင်းပြလိုက်တဲ့အခါမှာတော့စစ်သားတွေအားလုံးဟာသူတို့ရဲ့စော်ကားမိမှုကိုခွင့်လွှတ်ဖို့အတွက်နတ်ဖျားမကြီးရဲ့ရှေ့မောက်မှာချက်ချင်းဒူးထောက်တနာခံတောင်းပန်ကြပါတော့တယ်